တေပြီးချင်းချင်းနတ်ဖြစ်မဲ့လူကနတ်ပြည်တန်းရောက်ပါတယ်လူဖြစ်မဲ့လူကလူအမိဝမ်းရီတန်းပြီးတော့နမိတ်ထင်ပြီးလူတန်းဖြစ်ပါတယ်ငရဲကြမဲ့လူကတန်းကြပါတယ်အဲ့တော့သူတို့လုပ်တဲ့ပုံစံနတ်ဖြစ်မဲ့လူကတော့မှ9ရက်လောက်ဆောင်းစားနေရမယ့်ပုံစံဘာသာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်းပဲရောက်ရတိုင်းမှာဒီဗုဒ္ဓဘာသာအများဆုံးပေါ့နော်တခြားဘာသာဝင်တွေလည်းအနည်းစုရှိကြတယ်ပေါ့အဲ့တော့အခုဖြစ်နေတဲ့ဖြစ်ပျက်မှကြည့်လိုက်ရင်တော့ဗုဒ္ဓဘာသာဝင်တွေပေါ့နော်အဲ့တော့ဘုရားရှင်တို့တော်တဲ့ခွင်းတွေကပေါ်တယ်ဆိုတဲ့အကြောင်းအရာကလည်းဦးဇင်းတို့တဘာဝကြကြယုတ်တိကြကြစဉ်းစားကြည့်မယ်ဆိုရင်ဒီဦးဇင်းတို့နေနေတဲ့ကမ္ဘာမြေကြီးဟာတရားပြအဲ့ဒီအေယာဝတီတိုင်းရမြေကြီးတွေဟာဦးဇင်းတို့မမွေးခင်နေပေါင်းများစွာကလေးကရှိနေတာအဲ့ဒီမြေကြီးတွေကိုအခုဥပမာ2008တုန်းကတိုက်သွားတဲ့နာဂစ်မုန်တိုင်းဆိုလို့ရှိရင်ဟိုနေရာပစ္စည်းဟိုနေရာရွှေ့နော်လက်ပွတ်တာပစ္စည်းဇလွန်ရွှေ့ဇလွန်ရဲ့ပစ္စည်းပုဂ္ဂလိရွှေ့ပုဂ္ဂလိရဲ့ပစ္စည်းဖြာပုံရွှေ့ဒီလိုရွှေ့ပြီးတော့ဒီရောက်ချင်တဲ့နေရာတွေရောက်ဖြစ်နေတာအဲ့တော့အဲ့ဒီဟာလေးကိုပဲကင်ပြောလိုက်ရင်အဲ့ဒီနာဂစ်တုန်းကဖျက်စင်းလူတော်တွေလည်းပျက်စီးမဲ့ဆုံးရှုံးမဲ့နေရာတွေရွှေ့အဲ့ဒီစင်းလူတော်ကအဲ့လိုရွှေ့ပြီးတော့မြေကြီးထဲရောက်နေဘယ်သူမှမသိဘူးဟောအခုကြမှာလူတွေတူးရင်းဖော်ရင်လုံရင်းကိုင်ရင်လည်းဒီဖျက်စင်းလူတော်သွားတွေ့နော်အဲ့ဖျားကတကူပြတာလည်းမဟုတ်သလိုဖျားဟိုမဆာတာလည်းမဟုတ်ပါဘူးအဲ့ဒါဦးဇင်းတို့အယူတွေအမတမတီးကြတယ်ဟိုတခါလဲဦးဇင်းတို့ဒီလက်ပို့တာမှထင်တယ်ရေးပေါ်ဆရာတော်ဆိုပြီးတော့ online ပေါ်တွေမှာပြန်နှက်တကူပြသလိုလိုဖန်ဆင်းရှင်လိုလိုနဲ့နော်လှုပ်ရှားတာပါဒါကတော့တက်တက်လှုပ်ရှားတာပါရေးပေါ်တယ်ဆိုတဲ့အရာလည်းဦးဇင်းတို့ရေးကူးတတ်တဲ့လူတိုင်းလုံနိုင်တယ်လို့ပြောတယ်နော်ရေးပေါ်မှာ24နာရီနေလဲရတယ်2ရက်နေလဲရတယ်အဲဒီတည်းမှာခံနိုင်လို့မနေမှသာရှိမယ်ပေါ်အောင်လုပ်လို့ရတယ်နေနည်းတွေရှိတယ်လို့ပြောတယ်အဲ့တော့အဲ့ဒါဆိုလည်းဦးဇင်းတို့တရားတရားကကောင်းပြီးတော့ပညာမပါတော့လွန်ကဲကဲယုံရတယ်လွန်ကဲကဲရုပ်တဲတဲတွေဖြစ်ကြတယ်ဒါဒီကိုယ့်ရဲ့ဦးဇင်းတို့အတိဉာဏ်ပေါ့နော်စဉ်းစားနိုင်စွမ်းပေါ့အဲ့ဒီစဉ်းစားနိုင်စွမ်းนี่ဘာမှမရှိဘူးအမတမ်းမှနဲနေတယ်ဆိုတဲ့လက္ခဏာတွေပြရုပ်တွေဖြစ်ပါတယ်အဲ့တော့ခုဖြစ်ပွားခဲ့တဲ့ဒီလေကွန်းရထွက်တဲ့ရေအနောက်တွေကိုတောက်ကြတယ်ဆိုတဲ့ဟာလဲစဉ်းစားကြည့်ပေါ့နော်စဉ်းစားကြည့်ဖို့ကိုညင်နေကိုအဲ့တော့ဒီနွန်ရည်တွေရောဒီယောဂါကိုပြောင်းနိုင်ပါမလားဒါလို့စဉ်းစားဖို့အမှန်တမ်းကောင်းပါတယ်နောက်တစ်ခုဒီရုပ်တုပေါ်တယ်ဆိုတာကလည်းတာမန်တမယွေးကြစဉ်းစားကြည့်မယ်ဆိုရင်ခုနကပြောခဲ့တဲ့နာဂိမုန်တိုင်းတဲ့သဘောဖေးရနေရတဲ့ကြောင့်ဆုံးရှုံးပျက်စီးခဲ့တဲ့ဒီဆင်းလူတွေရုပ်တုတွေနေရာတွေရွှေ့မယ်နေရာတွေပြောင်းမယ်မြေကြီးအောက်တွေရောက်မယ်ခြေအောက်တွေရောက်မယ်ဒါတွေကတစ်ချိန်မှာအခုလိုအချိန်မှာပြန်ပေါ်လာတာဟောမဖြစ်နိုင်ဘူးလားဟိုတခါလဲဦးဇင်းတို့ဒီထိုင်းကနေပြန်သွားတယ်ဦးဇင်းတို့ဘွားနာရီပြန်သွားတော့ရက်လေတဲ့နေ့ကြတော့ဟိုတိမ်ထဲကိုရောက်လာဦးဇင်းကတိမ်ထဲမှာနေတော့ဦးဇင်းကအတော်ဘာလဲဆိုတော့အဲ့ဒီပန်းကြောက်ကလေးပြီးလို့ချင်းအဲ့ဒီလွမ်းသူပန်းငွေမှာဒီထားတဲ့ဟောပေါ့တချမ်းပန်းကုန်းထားတော့အဲ့ဒီဟာတွေကဘယ်ပါလာရဲဆိုတော့3ရက်မြောက်တဲ့နေ့ဆိုရင်ဦးဇင်းတို့မြို့ပေါ်တွေမှာဒီနိုင်ချရတယ်ပေါ့တင်ញ្ញကုန်းကိုပို့ပြီးတော့မိသိင်းကျုံရင်ကျိုးမကျုံရင်မြေမြုပ်ကြတယ်အဲ့ဒီ3ရက်မြောက်တဲ့နေ့ကတင်ញ្ញကုန်းမို့ဦးဇင်းတို့အဖွာတော့ပို့တယ်ဦးဇင်းတို့အဖွာတော့ပို့တယ်ဦးဇင်းတို့လည်းပါတယ်တော့ပို့ပြီးအပြန်မှာအဲ့ဒီပန်းလေးနဲ့ဦးဇင်းအဖွာကိုခေါ်လာခဲ့တယ်တဲ့ခေါ်ပြီးအိမ်မှာထားတယ်ပေါ့9ရက်မြောက်တဲ့နေ့ကျတော့အဲ့ဒီပန်းကိုတင်ញ្ញကုန်းကိုပြန်ပြီးတော့စွန့်ပေးရမယ်ပို့ပေးရမယ်ဆိုပြီးတော့ဒီဆွေမျိုးတွေကလေးစားလောက်တဲ့အကြီးကဲပုဂ္ဂိုလ်ကဒီလိုလုပ်တယ်ပေါ့နော်လို့တော့အပြန်ပို့မဲ့နေ့ကြတော့သူကလည်းတောင်းမပို့ပဲနဲ့ဦးဇင်းတို့ရဲ့အတော်ဖြစ်သူကိုတင်ញ្ញကုန်းကိုဒီမှာသူတို့အမေပေါ့ဦးဇင်းတို့အဖွားတော့ပြန်ပို့ခိုင်းတယ်ဟောမပို့ရဲတော့တိမ်ထဲရောက်လာအဲ့ဒီပန်းတွေရောအဲ့ဒီခုနကဟိုလွမ်းသူပန်းကိုရပါတဲ့ဟာတွေရောဘာကြောင့်လုံးမေးလိုက်တော့ဒီလိုဒီပုံပေါ့နော်
အဲ့လိုအပုံတော့သူကအဲ့ဒီကပြောသွားသေးတယ်တင်ញန်းကုန်းနောက်တစ်ခါမသွားချင်ဘူးလွန်ခဲ့တဲ့6လတစ်နှစ်လောက်ကဦးဇင်းတို့ရဲ့ဆွေမျိုးတွေဒီ80နောက်ဆင်ပေါ့နော်မိမဆုံးတယ်ဆုံးပြီးတော့ယောက်ျားနောက်တစ်လကြော်လောက်ကြတော့ဆုံးတယ်အဲ့ဒီမိမဆုံးတဲ့အချိန်တော့အခုလိုပဲသူကပန်းကိုယူလာခဲ့တယ်ယူတင်ញန်းကုန်းတော့ပြန်ပို့တယ်အဲ့ဒီနောက်ယောက်ျားဆုံးတယ်ဆိုတာအဲ့ဒီပန်းတော့ပို့လို့မတင်ញန်းကုန်းကိုနောက်တစ်ခေါက်ဒီလိုအကြောင်းမရှိဘဲနဲ့မသွားဘူးပေါ့သွားလို့ရှိရင်ဒီလိုဖြစ်တတ်တယ်လို့သေတတ်တယ်ပေါ့အဲ့လိုအယူဆကိုသူတို့ကအဲ့လိုအယူဆလဲဒါသူတို့ရှိထားတယ်ပေါ့အယူဆတွေအများကြီးဖြစ်နေတာဘာတွေလဲတော့မသိဘူးမျိုးမျိုးပေါ့အဲ့ဒါကြောင့်တပည့်တော်နောက်တစ်ခေါက်သွားပြီးဒီပန်းကိုတော့မပို့ရဲဘူးတော့မပို့ရဲရင်တော့ထားခဲ့လိုက်ဆိုပြီးဦးစင်ကအဲ့တိမ်ထဲမှာပဲအဲ့ဒီပန်းကိုအဲ့ဖျားပလင်ပေးနာမှာချထားခဲ့ဆိုထားတယ်သူတို့ပြန်တော့ဦးစင်ကဟုတ်ကမြောင်းလေးကိုသွားပြီးတော့ဆွန့်လိုက်တယ်ပေါ့ပြောချင်တာဦးစင်တော့အဲ့ဒီပန်းမှာဒီတည်တဲ့လူဦးစင်တို့ကခေါ်လာလို့ရမှာလားတည်တဲ့လူကအဲ့ဒီပန်းတော့ကိုကတ်ပါလာမှာလားဦးစင်တို့ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်ဗုဒ္ဓဘာသာဝင်ဆိုတာကမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလို့အဓိပ္ပာယ်ရတယ်အခုကအခိုင်အမာအတီအလင်းစာပေတွေပိဋကတ်တွေရှိနေပါလျက်နဲ့ဆရာတော်ကြီးတွေဆုံးမနေပါလျက်နဲ့ကိုလှုပ်ချင်တာကိုလုပ်နေကြတယ်ကိုယုံညင်တာကိုယုံနေကြတယ်အခြေမြင်မရှိတဲ့အရာတွေပေါ့အဲ့တော့ရိုးရိုးလေးပဲစဉ်းစားကြည့်ခုနကပန်းလေးထဲမှာတည်တဲ့လူကလိုက်နိုင်မလားအဲ့ဒီတည်တဲ့ကိုသူတို့ရဲ့အဖွားသူတို့ရဲ့အမေသူတို့ရဲ့အဖွားပါမလာပဲနဲ့တခြားတင်ញိုင်းကတရေတစီတကောင်ကောင်များကလိုက်လာပြီးတော့ကိုအိမ်ရရှိတဲ့လူတွေကိုဒုက္ခပြီးမဲ့ဆိုရင်ရောနော်စဉ်းစားတယ်အများကြီးနော်တည်ရဆိုတော့ဦးဇင်းတို့ဂျားမှာဘဝမရှိသူတို့ကထင်နေတာကဒီနေ့တည်တယ်9ရက်အထိဂျားမှာဘဝလေးတစ်ခုရှိနေတယ်လို့ထင်တယ်အဲ့ဒီဂျားဘဝလေးဘေးရောက်မသွားအောင်အဲ့ဒီ9ရက်အတွင်းပန်းကိုယူအိမ်မှာစောင့်ရှောက်ထားတယ်ဒီအဖွားရဲ့ဝိညာဉ်ကိုထိန်းထားတယ်ပေါ့သူတို့ကအဲ့လိုဒီသတ်မှတ်တယ်အဲ့လိုယူဆတယ်တကယ်တော့အဲ့လိုမဟုတ်ဘူးတည်ပြီးချင်းချင်းနတ်ဖြစ်မဲ့လူကနတ်ပြည်တန်းရောက်ပါတယ်လူဖြစ်မဲ့လူကလူအမိဝမ်းကြီးတန်းပြီးတော့နမိတ်ထင်ပြီးလူတန်းဖြစ်ပါတယ်ငရေကြမဲ့လူကလည်းတန်းကြပါတယ်ပိတ်တာဖြစ်မဲ့မကျွတ်မလို့ဘွားရောက်မဲ့လူကလည်းတန်းပြီးတော့မကျွတ်လို့ရောက်တယ်အဲ့တော့သူတို့လုပ်တဲ့ပုံစံနတ်ဖြစ်မဲ့လူကတော့မှ9ရက်လောက်ဆောင်စားနေရမယ့်ပုံစံငရေကြမဲ့လူကတော့ငရေမကြသေးပဲ9ရက်လောက်စောင့်နေရမယ့်ပုံစံဒီပုံစံမျိုးတွေဖြစ်နေနော်အဲ့တဲ့ကိုကနည်းနည်းလေးလာခြင်းနဲ့ဆိုရင်ဦးတို့ဒီတေတို့ဆရာတော်ဘုရားကြီးတို့ရဲ့စာအုပ်တွေမေးဖြေစာအုပ်တွေရှိတယ်ပြီးနောက်ပြီးအဘိဓမ္မာနော်အဘိဓမ္မာလေ့လာရင်ဒီကံနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေမွေးခြင်းတည်ခြင်းနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေညဆိုသိရပါလိမ့်မယ်ကဲအဲ့တော့အဲ့လောက်ထိအမြင်မပြောဘူးပေါ့နော်ခုနကမှန်ကန်တဲ့အတွေးမှန်ကန်တဲ့အမြင်နည်းနည်းလေးရှိနေရင်ဒီလုပ်တွေကလုံးမှာမဟုတ်တော့